ဟုတ်ကဲ့အခုကျွန်တော်တို့ချင်းပြည်ချင်းလဲတွင်ဟာစစ်စင်ရေးကတော့အကြီးအကျယ်ဖြစ်နေပါတယ်ပေါ့ကျန်းဖက်စစ်ကောင်စီကတော့သူ့ရဲ့မူအတိုင်းမင်းအောင်လှိုင်ကဒီနေ့မလ29မှာတော့လကောင်းရခင်ကတော့လကောင်းပြောသွားတဲ့ဟာရှိပါတယ်သူဆုံးရှုံးသွားတဲ့မြို့တွေစခန်းတွေပြန်လေစိုးမှုမယ်ပြန်လေထိန်းချုပ်မယ်ဆိုတဲ့ဟာရှိပါတယ်အဲ့ဒီလိုထိန်းချုပ်နိုင်မှသာသူလည်းသူ့ရဲ့အတုအယောင်အစိုးရကိုဆက်လက်ပြီးတော့အဲ့ဒီမှာရပ်တည်နိုင်ဖို့ကြိုးစားလာတာဖြစ်ပါတယ်အတုအယောင်ရွေးကောက်ပွဲကနဲ့ဖြစ်တည်လာတဲ့အတုအယောင်အစိုးရကိုတရားဝင်ဖြစ်နိုင်ဖို့အတွက်ဆိုပြီးတော့မှနေမီစိုးမိုးမှုအတွက်သူကအဲ့ဒီလိုနဲ့အခုတိုက်ပွဲတွေအတွက်ဆိုပြီးတော့မှစစ်ကြောင်းထိုးလာတာဖြစ်တယ်ပေါ့ကျွန်တော်တို့အတွင်းသတင်းအရာပြောရရင်တော့ကချင်ကိုအရင်ချင်းမှုံးမယ်နောက်ပြီးတော့ချင်းနောက်ပြီးတော့ရခိုင်ပေါ့အဲ့ဒီလိုသူကတော့လုံနေတယ်အဲ့ဒီမှာကျွန်တော်တို့ချင်းပြည်မှာကတော့တကယ်ချင်းပြည်အလေပိုင်းမှာရှိတဲ့မြေပြည့်တဲ့အင်မတန်နီးစပ်တဲ့ဒီဖလန်ကိုသူကပြန်လေရရှိနိုင်ဖို့စစ်ကြောင်း၃ကြောင်းနဲ့သူကတက်လာတာဖြစ်တယ်စကအင်အား1400နဲ့1500အကြာဆိုပြီးတော့စစ်ကြောင်း၃ကြောင်းနဲ့ထွက်လာတာအခုကအဲ့ဒီမှာတိုက်ပွဲရတော့နေနေညဖြစ်တာက9လ6လအတွင်းတော့ဝင်နေပြီပေါ့ဒါပေမဲ့သူ့ရဲ့ဥတီချက်ကိုမရောက်ရှိနိုင်အောင်ဆိုပြီးတော့မှပြည်သူရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်တို့ဒေါ်လာရဲဘော်ရဲဖက်ဒီရွရွချွန်ချွန်နဲ့တနိုင်ဆုံးသူကကာကွယ်ပြီးတော့စစ်ကောင်စီကိုအခုတုံ့ပြန်နေတာဖြစ်ပါတယ်ပေါ့စစ်ကောင်စီရဲ့ဗျူဟာကပါလဲဆိုရင်သူ့ရဲ့ဖြက်လေးဖြက်ထက်ကကျွန်တော်တို့ ਨੇ ပြည်သူအကြားအစ်စ်တွေပြတ်တော့ရေးပြည်သူကကျွန်တော်တို့ကိုမပံ့ပိုးနိုင်ရဲ့အတွက်ဆိုပြီးတော့အကြောင်းပြပြီးတော့ကျွန်တော်တို့ ਨੇ တိုက်ပွဲပြင်းထန်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်သူကိုမဲပြီးတော့လေချောင်းကနေပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့ဒါကလည်းသူ့ရဲ့ဗျူဟာဖြစ်ပါတယ်ဒီတော်လှန်ရေးရဲဘော်တွေဟာပြည်သူကိုအားကိုးတယ်ပြည်သူကပံ့ပိုးတယ်ဆိုတာ तू ကတိတယ်အဲ့ဒါကြောင့်မနေ့ကလည်းအဲ့ဒီလိုဖလမ်နဲ့ဟာခါကြမှာရှိတယ်တန်ဇာကိုပြန်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဖះကျေးဇူးတော်ကြောင့်ပြည်သူလူထုအထိခိုက်မရှိဘူးဦးအင်ကတော့အပြစ်ရှိတာတွေရှိတယ်ပေါ့အဲ့ဒါသူ့ရဲ့ဗျူဟာလုံနေကြကျွန်တော်တို့ ਨੇ အတူပြည်သူအားလုံးတစ်ကမ္ဘာလုံးကတည်တာဖြစ်ပါတယ်အဲ့ဒါသူ့ရဲ့ဖြက်လေးဖြက်တဲ့ကအချက်တစ်ချက်ကိုအဲ့ဒါလို့သူကလုံနေတာဖြစ်တယ်နောက်ပြီးတော့မှအခုဖလမ်ဆိုရင်တော့သူ့မှာလေရင်ကွင်းရှိတယ်ပေါ့အဲ့ဒါကိုစိုးမိုးနိုင်ဖို့အဲ့ဒါစိုးမိုးပြီးဆိုရင်အဲ့ဒီကနေတဆင့်ချင်းပြည်ကိုအဲ့ဒီလိုမျိုးနဲ့အခိုင်အမာတတ်ဆွဲပြီးတော့လေချောင်းနဲ့ထင်းဖို့ဆိုတဲ့ဟာလေဖြစ်နိုင်တယ်ပေါ့အဲ့ဒါကြောင့်ဒီဖလမ်ကိုမရမကတွန်းနေတာဖြစ်ပါတယ်အဲ့ဒီလိုရှိနေတာဖြစ်ပါတယ်ခုချင်းပြည်ရဲ့တောင်ပိုင်းအစွန်ဆိုရင်မနေ့ကပလဲဝမြို့နာကစင်ရဲ့နေရာဒီကိုအဲ့ဒီလိုနဲ့သူကလေချောင်းနဲ့တိုက်ခိုက်ပြန်ပြီးတော့တိုက်ခတ်လေတာတွေ့ရတယ်ပြောရရင်တော့ခုနပြောသလိုကချင်ပထမအချင်းဒုတိယတတိယကရခိုင်ပြည်အဲ့ဒါသူ့ရဲ့ view ဟာပါအဓိကသူအားကိုးတာကအခုလေချောင်းကိုအားကိုးတယ်ပြီးတော့မြေပြင်ဆိုရင်တော့သူကတော့ပြည်သူစစ်ပတ်စဆိုပြီးတော့မှာအဲ့ဒါဒီကိုသူကအဲ့ဒီမှာကျွန်တော်တို့ရှိကိုတိုက်ကျွေးနေတာဖြစ်ပါတယ်
သူတို့ရဲ့တိုက်ရိုက်ခိုက်ရမြင်ပြင်မှာတော့ပြောရဲပါတယ်သူတို့မှာတိုက်ချင်စိတ်ခိုက်ချင်စိတ်ကတော့တော်တော်လေးအားနေတယ်ပြောရရင်တော့သူတို့မှလည်းအဲ့ဒါအလုံးအရင်းနဲ့အဲ့ဒါလို့ထွက်ပြေးနေတာဒီတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့မှမရှိနိုင်တာကလေရင်ကိုတံပြန်တိုက်ခိုက်ဖို့လက်နဲ့အားကတော့ကျွန်တော်တို့ဘက်ကတော့အားနေခဲ့တာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီတိုက်ပွဲကတော့ကျွန်တော်တို့ကိုဖလမ်ကိုတနိုင်ဆုံးကာကွယ်နိုင်အောင်တော့ဆက်ပြီးတော့လှုပ်သွားမှာပဲကိုရဲဘော်တွေလည်းနင်းနေညံ့ညံ့သူတို့တိုက်ပွဲမှာရှိတယ်ကျွန်တော်တို့အနေအများအနေငယ်အကျအဆုံးတွေအသက်ပေးသွားတာရှိတယ်လို့ထိခိုက်ဒဏ်ရာရရှိမှုတော့ရှိတယ်ဒါပေမဲ့သူတို့ ਨੇ စားရင်တော့ကျွန်တော်တို့ကဖះကျေးဇူးကိုကြောင်းဖះသခင်ကကျွန်တော်တို့ဖက်ရက်တည်တယ်ပြီးသူရဲ့ဆူတောင်းတန်ကိုဖះကနားညောင်းနေဆိုတာကျွန်တော်တို့တက်တဲ့ဖြစ်ပါတယ်ပြောရရင်တော့ကျွန်တော်တို့ဒီဟာချင်းလူမျိုးတွေဟာလူဦးရေနည်းနည်းလေးပါငွေအားလူအားဆိုတယ်လေတခြားဒေသတွေနဲ့မဟာမိတ်တွေနဲ့စာရင်တော့အင်အားနည်းပဲမဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တိုက်ကြီးခိုက်ကြီးကြောင်းအဲ့ဒီအပေါ်ပြီးသူလူထုရဲ့ပံ့ပိုးနိုင်မှုကြောင့်ဒါပေမဲ့ဒီပံ့ပိုးမှုကခုနကပြောသလိုအားရောလို့လုံးဝမရပါဘူးကျွန်တော်တို့ရဲ့ရည်မှန်းချက်ကပြည်သူရဲ့ရည်မှန်းချက်ပြည်သူရဲ့ရည်မှန်းချက်ကကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါပဲကျွန်တော်တို့မှာတွေးမြင်ကြပြီးပါပြီအသက်အိုးအိမ်စီးစင်လေပျက်စီးခဲ့ပါပြီဆိုတော့ဒီနေ့ဒီချိန်မှာကျွန်တော်တို့တိုက်ပွဲမှာကကျွန်တော်တို့ဒီရဲ့အားလုံးချင်းလေးနဲ့ကန်အစုဖွဲ့အားလုံးကကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်အဲ့ဒါကိုဆက်လက်ပြီးတော့တွန်းနိုင်ဖို့လိုပါလိမ့်မယ်သူရဲ့ view ဟာကတော့ဖလမ်ကိုစုမှုမယ်ဖလမ်စုမှုပြီးတော့အမှတ်နှစ်နေစကွန်တွေလမ်းကြောင်းအဲ့ဒါလေသူကစိတ်အဲ့ဒီလိုမျိုးတူးလာမှလို့ကျွန်တော်တို့ကအဲ့ဒီလိုတက်တယ်ကျွန်တော်တို့ရဲ့အဲ့ဒါကြောင့်အဲ့ဒါတွေနိုင်ဖို့ကပြည်သူကအရေးကြီးပါတယ်ကျွန်တော်တို့မှာတိုက်ရခိုက်ရခံနိုင်စွမ်းရည်ရှိပါတယ်ကောင်းကောင်းရှိပါတယ်အကြမ်းခံမှုကအစအရာတိဥတုဒံကအစကျွန်တော်တို့မှာရှိပါတယ်ကျွန်တော်တို့မှာလိုအပ်တာကပြည်သူရဲ့ပံ့ပိုးမှုပေါ့ပြည်သူကလုံးဝမပံ့ပိုးဘူးဆိုတာမဟုတ်ဘူးပံ့ပိုးပါတယ်ဒါပေမဲ့အခုကျွန်တော်တို့ရဲ့လိုချင်တဲ့ဥတီချက်နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကအဆုံးစွန်ကျွန်တော်တို့အထည်ကျွန်တော်တို့ဆွဲကင်တွားရမှာဖြစ်တယ်လန်ခုလာမှာလေပန်းချပြီးတော့နောက်ဆုတ်တာမျိုးတတ်နေတာတို့တော့လုံးဝရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့မှာတွေးနေကြပြီးပြည်သူကထိပြီးနာပြီးရပ်တန့်လို့မရဘူး။တရားမှာတရားကျွန်တော်တို့အဲ့ဒီမှာဘေဘီကိုတိတ်မကြည့်ပဲနဲ့စစ်ကောင်စီကဘာလုပ်လာမလဲငင်းချမ်းရေးဆွေးနွေးလာပြီးကန်းလှမ်းလာပြီဆိုရင်တော့ဝင်ကြမလားအလုပ်ကြမလားငါတို့မှပင်ပန်းနေပါပြီအဲ့ဒါလောက်ကြပါတော့ဆိုတဲ့စိတ်မမွေးဖို့လိုပါတယ်ရက်တိချက်ခိုင်မာမာနဲ့ဆက်လက်တွားဖို့ပဲရှိပါတယ်အဲ့ဒီကလွဲလို့ကျွန်တော်တို့မှာရွေးချယ်စရာလမ်းမရှိပါဘူးဆက်တွားကြုံကလွဲလို့လမ်းမရှိပါဘူးအဲ့ဒီမှာအဲ့ဒီတော်လှန်ရေးမှာမဝေဝါးကြဖို့တွေးဝေမနေကြဖို့ပဲလုပ်ပါတယ်ကျွန်တော်တို့မှာဆက်လက်ပြီးတော့အဆုံးတိုင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေနဲ့အတူမြန်မာပြည်သူလူထုတရားလုံးလိုချင်တဲ့နိုင်ငံရေးစံတာကအခုကျွန်တော်တို့ပခုံးပေါ်ကြာရောက်လာပါအခုရှိနေတဲ့ပြည်သူရှိနေတဲ့တော်လှန်ရေးရဲဘော်ရဲမေတွေစီးလုံးညညဖို့လုပ်တဲ့နေရာမှာကျွန်တော်တို့ကနောက်ဆုံးအဆုံးစွန်ပြောရမှာပါအဲ့ဒါတွေကိုတွက်ချက်ပြီးတော့ SCEF ဆိုတာပေါ်လာတာဖြစ်တယ်ကျွန်တော်တို့ဒီအင်အားနဲ့ပဲပြန်လည်ပြီးတော့တုံ့ပြန်ပြီးတော့အလုပ်တစ်ခုရှိပါတယ်စစ်အောင်နိုင်ရေးနဲ့တဆင့်တက်ပြီးတော့မှကျွန်တော်တို့ Federal ပြည်ထောင်စု
ပိုထွန်းရေးအတွက်ဒီကောင်စီကိုကျွန်တော်တို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အမိတက်တက်နဲ့ဖွဲ့စည်းပြီးပါပြီဆိုပြီးတော့ရပ်တန့်နေလို့မရဘူးဟုတ်ဒီလွတ်လပ်ရေးအကျိုးကာလကနိုင်ငံရေးအတွေ့အကြုံတော်လှန်ရေးအတွေ့အကြုံရရှိထားပြီးသားဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့နိုင်နေထက်သွားတယ်ရှင်လေပုထက်ကခုလုံးစစ်ရတယ်ကြားတယ်ကြားတယ်လားကြားတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ SCEF မှာကျွန်တော်တို့တိုင်းသားလူမျိုးစုတွေရဲ့ဖြစ်တည်မှုတရုပ်လက္ခဏာကိုကျွန်တော်တို့အကအကွေပေးတဲ့လွတ်လပ်မှုတရားမျှတမှုတန်းတူမှုရှိတဲ့ Federal ပြည်ထောင်စုဒီဆောက်ဖို့အတွက်ဆိုပြီးတော့မှကျွန်တော်တို့တိုင်းသားတွေတဲ့မဟုတ်ဘဲနဲ့မြန်မာနိုင်ငံမှာလူများစုဖြစ်တဲ့ဗမာအင်အားစုကြီးတွေနဲ့အခုကတပြည်လုံးအတိုင်းအတာနဲ့ကျွန်တော်တို့စဉ်းစားပြီးတော့မှဒီ SCEF ဆိုတာကျွန်တော်တို့ပေါ်ပေါက်လာတာဖြစ်တယ်ပြည်ထောင်စုတစ်ခုလုံးလွှမ်းခြုံတယ်အခုပြည်ထောင်စုတစ်ခုလုံးလွတ်မြောက်မှသာတိုင်းသားတွေလည်းအားလုံးကလွတ်မြောက်မယ်ပြီးတော့ဒီဗမာတိုင်းသားတွေလည်းလွတ်မြောက်မယ်စစ်အာဏာရှင်မဖြုတ်ချနိုင်တဲ့တွေကတော့ကျွန်တော်တို့ကဘယ်တော့မှဒီတော်လှန်ရေးကလိပ်ပဲရှိမှာမဟုတ်ပါဘူးကိုတစုတစ်ဖွဲ့တည်းအရေးထက်ပြည်ထောင်စုအရေးစဉ်းစားပြီးတော့မှကိုအဖွဲ့စီကနဲ့အခြေခံပြီးတော့အင်အားတီဆောက်ပြီးတော့ပြည်ထောင်စုတစ်ခုလုံးတော်လှန်ရေးအင်အားကြီးဖြစ်လာဖို့အတွက်ဆိုပြီးတော့တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်လွတ်လပ်ရေးအကျိုးကလေးကိုကဒီနေ့အထိစစ်အာဏာရှင်လုံးဝအယုံကြည်မရှိတော့ပါလောလောလ2025ခုနှစ်မှာ NCA လက်မှတ်ရေးထိုးထားတယ်အဲ့ဒီမှာသူတို့နဲ့အတူလက်မှတ်ရေးထိုးထားတာလွတ်လပ်မှုတန်းတူမှုကိုပိုင်ပြဋ္ဌာန်းခွင့်အမခံချက်ရှိတဲ့ Federal Democracy ပြည်ထောင်စုဒီဆောက်ရေးဆိုတဲ့ဟာအတိအလင်းပြဋ္ဌာန်းပြီးတော့မှ NCA မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါအဲ့ဒါကိုတိတိကျကျနဲ့အာဏာသိမ်းလိုက်အဲ့ဒါကြောင့်လော်လရဲ့အကျိုးကလေးကဒီနေ့အထိဒီစစ်အာဏာရှင်အယုံကြည်လုံးဝမရှိတာအဲ့ဒါပါပဲအဲ့ဒါကြောင့်ပြည်သူလူထုတရက်လုံးအုံကြွပြီးတော့ဒီတော်လှန်ရေးကြီးကပေါ်ပေါက်လာတာဖြစ်တယ်အဲ့ဒီအားကနေတဲ့အားမဟုတ်ပါဘူးပြည်သူလူထုအနေနဲ့စီရေးဆိုတာလက်ပန်းကျတဲ့အချိန်ရှိတယ်ဒါပေမဲ့အဲ့ဒါမြို့သုံးလေးမြို့သိမ်းဒါလောက်နေတော့ဒီထက်လောက်အောင်ကျွန်တော်တို့မှအားခေထားဖို့ပဲလို့ပါကျွန်တော်တို့ရဲ့နေစိုးမိုးမှုကအခုကြည့်ရရင်ကျွန်တော်တို့ချင်းပြည်ချင်းလင်းကိုကြည့်လိုက်ချင်းပြည်ချင်းလင်းကိုကြည့်လိုက်လွတ်မြောက်နေပြီဆိုတော့အများကြီးကျွန်တော်တို့မှရရှိပိုင်ဆိုင်ထားတယ်ဒီဘလောက်ပဲဖွဲ့ဒီအတွက်ပဲတော့အဲ့ဒါလုံးဝယုံကြည်မရှိဘူးဒီလိုကိုမြေတာရခံတယ်ပြီးတော့လို့ရတော့လုံသွားရုံပဲရှိပါတယ်လို့ပြောချင်ပါတယ်